Hello ဒီမိတ်ဆွေများအားလုံးမင်္ဂလာပါပိုလေးဒီယူချန်နယ်မှာကြည့်ဆိုပါမယ်ကျွန်တော်ဒီနေ့ကတော့ဒါ9ရက်ဒလ2025နော်9ရက်ဒလ2026နော် sorry ခင်ဗျ9ရက်ဒလ2026ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ဒါထုတ်ဝက်ပေါ်လိုက်လာပြီးတော့ရှင်းပြပေးတယ်ပြပြပေးတော့တာဖြစ်ပါတယ်ဒီ season လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel subscribe လုပ်ပြီးအားပေးဖို့တောင်းဆိုချင်ပါတယ်ဒီ file ပြီးဆုံးကြည့်ပါကျွန်တော် channel တစ်ခုပြသွားတဲ့အတွက်ဒီပိုလေး channel မှာဒါအစ်စ်ပေါ့နော်ကျွန်တော် channel မှာနေပြီးတော့ဒါကျွန်တော်အမျိုးများဖြစ်တဲ့မိတ်ဆွေများဖြစ်တဲ့ Roy to YouTube channel ကမိတ်ဆွေများဒီမှာပိုလေးမှာဝင်ကြည့်ကြပါခင်ဗျနော်ကျွန်တော်ပိုလေးမှာတင်ပေးနေပါတယ်နေ့ကနေပြီးတော့ကျွန်တော်ဒါအင်္ဂါနေ့အတွက်ကျွန်တော်တင်ပေးခဲ့တယ်ပေါ့နော်keyword ရှင်းဒါအစုံတင်ပေးခဲ့တယ် key one chain နော် break လုံးပါခွေmain ထုတ်ွက်တွေကတော့မပါပြီမဲ့အခွေကနန်းလေးကကျွန်တော်တို့ဒီ53ဆိုတော့ဒါအခွေကနန်းလေးကဒါညတစ်ချိန်တော့ပါလိုက်တယ်one chain ကလည်းကျွန်တော်တို့မှန်းတယ်နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီခုဒါဗုဒ္ဓဦးနေ့ပါကျွန်တော်9ရက်ဒလ2025ဗုဒ္ဓဦးနေ့အတွက်ပြီးတော့ကျွန်တော်ဒါခုပြီးတဲ့အတွက်မျိုးစားပြီးတော့တွေ့ပြီပြီးရင် one chain ပြီးခါလိုက်လို့ပဲပေါ့နော်ကျွန်တော်စားပြီးတော့ဒါအခုပြီးရင်စားပြီးတော့ရှာကြအောင်ကျွန်တော်နော်မနေ့ကနေနောက်ပိညနေကနေထိပ်စီညနေကနေနော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာကနန်းလေးလုံးရှိတယ်ဒီကနန်းလေးလုံးပေါင်းမယ်ပေါင်းချင်းကကျွန်တော်တို့ကြီးရပါပေါ့နော်ကနန်းလေးလုံးပေါင်းချင်းကြီးရမယ်အဲ့လို9ပုံ9တိလေးလုံးဒီ9နဲ့ပုံနဲ့ပေါင်းချင်း7 9နဲ့ပေါင်းချင်း7တင်းနဲ့ပေါင်းချင်း18ဖြစ်တဲ့အတွက်ကြောင့်ရှေ့ရပါတယ်ရှေ့ရပါဝါလေးတော့နော်ရှေ့ရပါဝါလေးတော့3နှစ်ခတ်ဒီကရှေ့တော့ကနေကုန်ကြီးနော်ကြီးပေးရမယ်ဒီရှေ့တော့ကနေကုန်ကြီးရဲ့ကြီးရမယ်အဲ့ဆိုတော့နောက်နေ့ကပါကနန်းထွက်လာကနန်းနဲ့ပြန်တိုက်တယ်ကနန်းနဲ့ပြန်တိုက်တော့မနက်9 ညနေ3ကိုနော်9 နဲ့3ကိုဆိုတော့3တလုံးကြီးတော့ဒါကြီးရဲ့ကနန်းကိုကျွန်တော်ဝိုင်းပြီးထားပါတယ်နော်တော့ဆက်ပြီးတော့တွေ့မယ်မနေ့နောက်ပဲညထိပ်စီမနေ့ကနေ့နော်အဲ့ဒါရှောင်းက3ခုပေါင်းချင်းရှောင်းတဲ့5နဲ့ပေါင်းချင်း17 3နဲ့ပေါင်းချင်း14 9နဲ့ပေါင်းချင်း23ဖြစ်တဲ့အတွက်3ပါဝါဒီရှစ်နှစ်ခတ်ဒီ138တဲ့ထဲကကြီးရမယ်တဲ့ဒီ38တဲ့ထဲကနေကုန်ပြီး38တဲ့ထဲကကြီးရမယ်နော်နောက်နေ့ထွက်ကနန်းကမနေ့3ညတိညနေ9ညတိ9ဆိုတော့တလုံးကြီးတယ်အဲ့တော့ကျွန်တော်အခုပြပြနေတဲ့ video file လေးကိုပြီးဆုံးကြည့်ပါ subscribe လုပ်ပြီးအားပေးပါ like share လေးနဲ့လုပ်ရခင်ဗျနော် subscribe လုပ်ထားမှသာလေကျွန်တော်နောက်တင်တဲ့ video file တွေကိုလွယ်လေးတူကြည့်ရှုလို့ရမှာဖြစ်ပါတယ်နော်subscribe လုပ်ထားပြီးပါမျိုးများအဲ့တော့ဒီမှာကျွန်တော်ကနောက်နေ့ထွက်ကနန်းနဲ့ပြန်တိုက်တော့တစ်ပါတယ်နော်3ည1ဆိုအဲ့ဒီဆက်ပြီးတွေ့မယ်မနေ့နောက်ပဲညထိပ်စီညနေကနန်းနော်အဲ့လိုဆိုတော့6300ပေါင်းရှင်းဒီတူးလေးလုံးပေါင်းရှင်းဒီ6နဲ့3နဲ့ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့16
16နဲ့9နဲ့ပေါင်းတော့23ဖြစ်တဲ့အတွက်ကြောင့်3ပါ3ပါဝါဒီ8နဲ့ကဒီ1နော်381ဒီ381ကြီးဒီနောက်နဲ့ကြီးပေးရမယ်ဆိုတော့ကျွန်တော်တို့ကဘာကနဲ့တွဲလိုက်ကြည့်မယ်နဲ့38တလေးရနေရမှာနော်နဲ့38ညနေ5ခု38နဲ့5ခုနဲ့3တလုံး8တလုံးပါတယ်ဒီကုန်ကြီးရဲ့နော်အဲ့တော့ဆက်ပြီးတော့တွက်မယ်မနေ့နောက်မိန်ညတိတ်စီမနေ့ကနေ့နော်အဲ့ဆို1ခု5ခု1နဲ့ခုပေါင်းရှင်းပြီး8နဲ့9နဲ့ပေါင်းရှင်းပြီး15 5နဲ့ပေါင်းရှင်းပြီး20ဖြစ်တဲ့အတွက်ကြောင့်3ညရဲ့ပါဝါဒီ5နဲ့ခတ်3မနေ့တော့ဒါကျွန်တော်ပြီးခဲ့နေကုန်ကြီးပေါ့နော်တွက်ဆိုင်ခဲ့ရတယ်3ည5တော့နေကုန်ကြီးအဲ့ဒီနေကုန်ကြီးဒီကျွန်တော်အင်္ဂါနေ့မှာနဲ့တင်္ဂါညနေ5-3ဆိုတော့တင်္ဂါနဲ့5-3ဆိုနှလုံးပါတယ်နော်နှလုံးပါသေးတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော်မိတ်ဆွေများတဲ့ဗုဒ္ဓဝနေ့ပေါ့နော်9ရက်တလ2025ဗုဒ္ဓဝနေ့ဒါအခုမနေ့ပိုင်းကျွန်တော်တွေးပြီးတော့တင်ပေးတာပါအဲ့တော့မနေ့နောက်ပဲညတိတ်စီမနေ့ကနေ့ညကနေ့ sorry မနေ့နောက်ပဲညတိတ်စီညကနေ့အဲ့တော့ဒီဗုဒ္ဓဝနေ့ပြကြီးတာဒီလေးလုံးပေါင်းရှင်းရရမယ်ရှင်က53 8နဲ့5နဲ့ပေါင်းရှင်းပြီး73 3နဲ့ပေါင်းရှင်း16 5နဲ့ပေါင်းရှင်းပြီး20နဲ့1ဖြစ်တဲ့အတွက်ကြောင့်1ပါ1ပါဝါဒီ6နဲ့ကဒီ9နော်အဲ့တော့ဒီ169ခဏ3လုံးဒီနေ့ဗုဒ္ဓနေ့မှာနေ့ညနေကုန်ကစားရမယ်ကြီးပေါ့နော်အဲ့တော့ဗုဒ္ဓနေ့အတွက်ကကြီးရပြီအဲ့တော့1ချိန်ပါတယ်1ချိန်ကဗုဒ္ဓနေ့တော့အင်္ဂါနေ့ကကျွန်တော်တင်ကလက်တင်ကပြောနော်လက်တင်ကတော့အဲ့အင်္ဂါနေ့ကတော့ကျွန်တော်81နဲ့ပေါင်းမယ်5နဲ့1နဲ့ပေါင်းရှင်းရှာနော်5နဲ့3နဲ့5နဲ့8နဲ့ပေါင်းရှင်း3 1နဲ့ခတ်ဒီ8 3နဲ့ခတ်ဒီနော်ဒီနေရာမှာအခိုင်လိုပဲကျွန်တော်တို့အလဲကိုထွေးပြီးတော့နေ3ရှောင်းဆိုတဲ့ဝါရှိတစ်ခွက်ရှိတယ်ကပ်ပါရှင်ကဆိုတဲ့ကပ်ပါဝါရှိတစ်ခွက်ရှိတယ်နော်3ရှောင်းနဲ့ရှင်ကကပ်ပါဝါရှိတစ်ခွက်နဲ့ကျွန်တော်ဒါဗုဒ္ဓနေ့ကစားတယ်နော်အဲ့တော့အားလုံးကိုချုပ်ပြီးတော့သွားမယ်ပြီးရင်နေကဒီမှာခုနတွက်ဆက်ကကြားရတယ်ကျွန်တော်1ရှောင်း9ဆိုတဲ့ဒါနေကုန်ကြီးရှိပြီသားเนาะဒါတွက်ဆက်ကကြားထားတဲ့နေကုန်ကြီးဒီအနေနဲ့ဆိုရင်အဲ့တော့1ချင်းအနေနဲ့ဒီမှာကျွန်တော်တို့36ဆိုရဲကပ်ပေါက်တစ်ခွက်ပေးထားတယ်ရှင်5ဆိုရဲကပ်ပေါက်1ချင်းတစ်ခွက်ဒါတွက်ဆက်ကကြားတဲ့အတိုင်းเนาะသူကပေးထားတာအဲ့တော့ပြီး1ချင်းပြီးအနေနဲ့36ခုပြီး1ချင်းအနေနဲ့ကပ်ပေါက်ကစားမယ်ဆိုရင်36ဒါတစ်လုံးကပ်ကစားမယ်ရှင်ကတစ်လုံးကပ်ကစားမယ်เนาะအဲ့ဒီလိုပဲပေါ့နောက်ပြီး break ကကျွန်တော်တို့ဒါဒီက6 9 4ဆိုတော့ break 3လုံးနဲ့ကစားမယ် break နဲ့ကစားမယ်ဆိုရင်6 9 4ကပ်ပြီးတော့6 9 4အညီကစားမယ် break ညီကစားမယ်နော်အဲ့တော့ break ပြီးလုံးပါလုံးပါကလည်းကျွန်တော်တို့ဒီမနေ့တော့ပြီးရင်လုံးလိုက်ပါမယ်၄ 2လုံးပါနော်၄ 2လုံးပါနဲ့
ကစားမယ်ကိုလေးဝါချင်းလေးရှိပါတယ်ကျွန်တော်ဝါချင်းလေးနဲ့ကစားမယ်တယ်နော်ဒါလုံးပါက4နေပြီးရင်လုံးပါပြကျွန်တော်ခွေကနေ6လုံးကျွန်တော်ခွေပြီးထိုးရပါမယ်ဒီတနေ့ကုန်ကြီးဖြစ်တဲ့ဒီတေးလျှောက်ကိုထည့်ပြီးတော့ခွေပေးရပါမယ်တေးလျှောက်ကို4နေ3ရနော်တေးလျှောက်ကို4နေ3နော်လဲ6လုံးနေပြီးတော့ခွေနေတဲ့ဒါကစားမယ်နော်ခွေပြီးကျွန်တော်ဒီက main ဒီခွေလေးရတယ်ကျွန်တော် main ထုတ်ကွက်တွေကိုကျွန်တော်မိတ်ဆွေတွေရအောင်အတွက်ကျွန်တော်ဆွဲထုတ်ပေးထားပါတယ်6ကွက်ထုတ်ဆွဲထုတ်ပေးပါမယ်နော်ဒါနဲ့ဒီ6ကွက်ဒီကျွန်တော်ဒီအထက်ကနေပြီးတော့ခွေလေးရပဲဆွဲထုတ်ပေးတာဖြစ်တဲ့အတွက်ကျန်တဲ့ခဏတွေတော့ပြီးတော့ကိုယ်တိုင်နဲ့ကပ်ပြီးတော့ကစားရမယ်နော်အဲ့တော့ဒီနေ့အတွက်ကကျွန်တော်ဘုဒ္ဓမြတ်ဘက်ကရှောင်းလေးဆိုတဲ့တကွက်ရှိတယ်ရှောင်းချိတ်တဲ့မိတ်ဆွေတွေရှောင်းနေနော်ရှောင်းစင်နော်နေကြတဲ့မိတ်ဆွေတွေကျလေးနီကို20နော်ဒီ6ကွက်ကနေပြီးတော့ခင်းအနေနဲ့ဒါကျွန်တော်ဆွဲထုတ်ပေးထားမယ်အဲ့တော့ဒီမှာကျွန်တော်ဆုံးစီအောင်ပေးထားပြီးပါပြီစုံလေးပေးထားပြီးပါပြီကီးရဲ့ one chain break လုံးပါခွေ main တို့ကွက်နော်အဲ့တော့ဒီကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ရအပြင်ရတယ်ဒီမိတ်ဆွေများအားလုံးကကျွန်တော်နောက်တင်တဲ့ဗီဒီယိုဖိုင်တွေကိုရအောင်အတွက် subscribe နေပြီးအားပေးပါ subscribe နေထားပေးပါခင်ဗျာနော်ကျွန်တော်ဒါအခုကျွန်တော်မိတ်ဆွေရအောင်အတွက်ဗုဒ္ဓဦးနေ့မှာကျွန်တော်မနေ့အစောကြီးတက်ပြီးတော့ကျွန်တော်တင်ပေးလိုက်စီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ဒီဆုံးကြည့်ကြအားပေးရတဲ့မိတ်ဆွေများဗုဒ္ဓဦးနေ့မှာဒီနေ့ကုန်ပေါင်းနိုင်ပါစေဆုတောင်းပေးရကျေးဇူးတူတင်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းကျွန်တော်အခုလိုပဲဗီဒီယိုဖိုင်လေးဆက်ပြီးတော့တရားရအောင်ဖြစ်တဲ့ subscribe နေပေးထားပါခင်ဗျ